ကျုံနဲ့ကျုံမှာဘယ်သူရဲ့စားကျုပ်လိုက်တာကလည်းကျုပ်ကချက်ကလေးပေါ့ချက်ကလေးကကျမကြီးဖြစ်ကျုပ်ဦးဒီကျုပ်ကချက်ကလေးပေါ့ဒီကျမကစားမယ်ဆိုရင်ကျမကကျုပ်ဦးဒီကျုပ်ကချက်ကလေးပေါ့ချက်ကလေးကကျမကြီးဖြစ်ကျမကကျုပ်ကစဉ်းစားကျမကစဉ်းစားပခြားလည်းနေဖြစ်စေအတူတူပါဘယ်တော့ဒီဖြစ်စဉ်ကိုဟုတ်ပတ်ဝန်းကျင်တွေချိုးပုတ်ပုံတွေစဉ်းစားကြတယ်ဒီလုံးနေလုံးထပြီးကျုံနေကျမမှာဘာကအရင်ရှိတယ်ဘယ်လိုရှိပြီးမှဘယ်လိုရှိလာတာလဲဟိုကြီးကျုံကပါလို့ကျမဖြစ်လာဒါတော့ကျုံကအရင်ဆုံးလားဒါမှမဟုတ်ကျမမရှိဘူးကျုံဘယ်လိုရှိလာဒါတော့ကျမကအရင်ဆုံးနေတာအစားကလည်းဦးမှာကျုံကလည်းကျမကတော့တကယ်လည်းမတည်ရှိအခုကစားရအဲ့ဒီတစ်ခုရှိပြီးမှတစ်ခုရှိလာတာဖြစ်ဘယ်ဟာဒီအရှင်လဲဒီဘက်ကကအပေါ်တော်လေးဟောတာတစ်ခုဖြစ်တယ်လို့လေးဟောတော်များအတွက်အလေးနဲ့စဉ်းစားတစ်ခုလည်းဖြစ်တယ်ဒါပဲဆိုရင်လူထားစာတိပိပိခေါ်ရှင်နဲ့လက်ထက်ကလေးကဒီဘက်ကကိုစဉ်းစားကြံစားခဲ့တယ်ပညာရှင်များတွေ့ကြတဲ့အခါကျတော့ဒီဘက်ကလေးကျုပ်ကျမကိစ္စလောက်မရက်ဘူးဒီမှာမှတရှိလို့လည်းလည်းစားတယ်ပပပါဝင်စကြဝဠာခြေတာရမယ်နော်ဒီကဘယ်လိုစားတယ်ဆိုတာအထိကြည့်ကြပါမယ်ကျုပ်ကျမဟိုတော့ဘယ်နာတူလို့စီးဆောက်တန်းလာတာဖြစ်အတုံးကျကကဘာကြီးပဲတို့စသည်ဖြစ်ပေါ်လာတယ်ဒီရမပဒနာကြီးကိုဒီဆောက်ထုတ်လာခြင်းဖြစ်ပြီးဆိုလို့ချုပ်ပြရတာကထေသာပြောဆိုကြတယ်အဲ့ဒီတော့ဘာတွေဘယ်လောက်စဉ်းစားချမ်းသာပြောဆိုခဲ့ကြသည်ဆိုတာအင်းလည်းမပြောတော့ကျုပ်ကျမအစင်ကိုပြောတော့ကျုပ်ထိပိတာပညာရှိကျုပ်ကျမပဲဆက်ဆက်ကြည့်လို့တကယ်ကိုရှော့စင်ချင်းလို့နေပြီးတော့ဘုရားပြတာအမှားတရားဖြစ်တတ်ကျုပ်ကကျမတို့ကျမတို့ကျုပ်ဟိုတော့အကြောင်းအကျိုးဆက်ဆက်သဘောအရစဉ်းစားတော့ကျုပ်ကျမပါအပြန်အလှန်အကြောင်းလေးဖြစ်အကျိုးဖြစ်နေတော့ကြကရုပ်ပေါ်ကင်းလျှောက်ပတ်ချလိုက်တာဒီပေါ်နဲ့လည်းရှိတော့တယ်တိပ္ပံသမားကတော့ပုံမျိုးလိုအပြည့်ရှာပြတယ်ဒါပေမဲ့ evolution theory ကိုအခြေခံတာတင်ပြခြင်းဖြစ်ဒါပေမဲ့ theory ကတဘာမျိုးစိတ်တို့ရှေ့ကြတော့ကာလအတွင်းဒီကြပြောင်းခြင်းဖိုးမဆက်ဆက်ရေးမျိုးဆက်ပါခြင်းတို့အဖြစ်အမျိုးမျိုးပဲဖြစ်ပေါ်လာကြသည်ဟုရှုမြင်ကြတယ်ထို့သဘောအရကျန်တဲ့สิ่งတို့တော့လည်းကျက်ပြီးတော့မဟုတ်တော့တရားတစ်ခုလေရင်းနှီးမျိုးတို့တော့မဟုတ်စင်တူမျိုးပဲတရားတစ်ခုလေပေါင်းဖက်ခါရင်းဝမ်းပါနဲ့ဘုဒ္ဓဥစားတဲ့ဖြစ်ပေါ်သည်တို့ဒီအဆိုပါချက်နဲ့စင်တူတော့ဘဝတို့ခုနေကြအောင်လည်းမတူပဲတတိအောင်စဉ်ကာလတို့မဟုတ်တကောင်းဖွဲ့တည်တဲ့ကာလနဲ့ဗီဇပြောင်းလဲမှုဖြစ်ပေါ်ဒုက္ခမျိုးမီခွဲပြားချရလာတော့ထိုးမှပါလာတဲ့တရားသည်မိခင်နဲ့မတူဘဲတော့ဖြစ်ပေါ်လာပြီးချက်မျိုးတို့အတွက်ကနဝိချက်ကိုပေါက်ပါပြီးအစပထမချက်ဖြစ်လာရုံမှနေပြီးယနေ့ချက်များနဲ့မျိုးတူတော့ချက်တကောင်ပေါက်ပါလာနေဖြစ်ရဒီဘောအရာချက်ဦးနဲ့ချက်မာတွင်ချက်ဦးကစားတယ်ဆိုရတယ်ဘုရားမစားတဲ့ချက်မျိုးတို့ပေါက်တည်ဟူသောချက်နဲ့ချက်မျိုးတို့တော့ဒါဝန်ဒီယိုကချက်နဲ့ချက်မျိုးကိုပေါက်ပါပြီးချက်နဲ့စင်တူတော့တရားအကြာခွဲခြားတတ်မှတ်ပြလိုက်တဲ့ထက်ကအပြင်လို့ထလာခြင်းဖြစ်၏အကယ်အကျုံးမဆိုပဲဥနဲ့အကောင်တွေဟာကအရင်လဲစဉ်းစားလို့အထက်မှာတော့ပြုတ်ပြုတ်ရှောက်ပတ်ချလိုက်နေတာဖြစ်တယ်